အားလုံးပဲမင်္ဂလာပါရှင်။ငါဒီနေ့တော့ဟင်းတစ်မျိုးရင်းနဲ့ထမင်းနှစ်ပကံလောက်အရန်ကိုစားလို့ကောင်းတဲ့ငါးငပိချက်ချက်နီလေးလာရောက်မြောက်ပေးတာပဲဖြစ်ပါတယ်။မွေးရဲ့ချက်နီလေးကိုအားလုံးပဲကြည့်ပေးကြပါအောင်နော်။ပထမဆုံးအနေနဲ့မွေးဒီမှာငချင်း3တုံးလောက်ရဲ့နောက်ပြီးသွားရင်စနွေးနည်းနည်းရဲ့ငါးငမြလေးနည်းထည့်ပြီးတော့ငါးလေးကိုပြုတ်လိုက်မယ်ပေါ့နော်။ငါးလေးလေးချက်သွားပြီဆိုလို့ရှိရင်တော့မုံတို့ငါးပြုတ်ရည်လေးကိုတက်ဖယ်ထားမယ်ပြီးရင်တော့ငါးလေးကိုတိတိကျကျအယိုးနှွင်ပါမယ်။ဒီနေရာမှာအယိုးမနှွင်မဲနဲ့ပေါ့နော်တခါတည်းအတုံးလိုက်အနေနဲ့ချက်လို့လည်းရပါတယ်။ဒါပေမဲ့မွေးကတော့ငပိချက်လေးစားတဲ့အခါမှာအဆင်ပြေအောင်ပေါ့နော်တခါတည်းအယိုးမနှွင်အောင်ချက်တဲ့အချိန်မှာအယိုးနှွင်ထားလိုက်တယ်ပြီးရင်တော့မုံလူတွေစီတက်မယ်ပေါ့နော်ဒီမှာမွားငယ်ဦးဒီအကြမ်းဘက်ရဲ့နောက်စက်သွန်အဖြူစက်သွန်အနီထောင်းထားတာလေးကိုစီတက်ထားပါတယ်ပြီးရင်တော့ခုနကမုံလူတွေအယိုးနှွင်ထားတဲ့ငါးလေးထည့်မယ်ပြီးရင်တော့မွားဒီမှာငပိရည်ထည့်ထားရပေါ့နော်ဒီလိုမျိုးလေးအကုန်လုံးကိုရောပြီးတော့တိတိကျကျလေးမှုီသွားလိုက်မယ်ပေါ့နော်နည်းနည်းမှုီထားတာအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့မို့လို့ဒီမှာခုနကငါပြုတ်ထားတဲ့ငါပြုတ်ရည်လေးကိုထည့်မယ်ပြီးရင်တော့အချုံမုံနည်းနည်းလေးပဲထည့်ထားတယ်ပြီးရင်တော့တိတိကျကျလေးစီပြန်သွားအောင်ပေါ့နော်မို့လို့တည်မယ်ဒီလိုစီပြန်ကန်ဒီမှာနည်းနည်းလေးပွက်လာပြီဆိုရင်တော့မို့ကငရုတ်သီးစိမ်းလေးထည့်ထားလိုက်မယ်ဒီညမှာငရုတ်သီးစိမ်းကိုထောင်းပြီးတော့လည်းထည့်လို့ရပါတယ်မို့ကကြတော့ဆက်လဲသိမ့်စားနိုင်တဲ့အတွက်ကြောင့်မလို့ငရုတ်သီးစိမ်းလေးကိုဒီတိုင်းလေးပဲအတောင်းလိုက်လေးပဲထည့်ပေါ့နော်ကိုစားနိုင်တဲ့လောက်ပဲကြိုက်စားပါမယ်ဒီစိမ့်လေးထည့်ပြီးတော့တည်လာလိုက်တာလုံးဝစီပြန်သွားတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့မို့လို့ငါးငပိချက်လေးစားလို့ရပါပြီဒီငါးငပိချက်ချက်နီးလေးကကြတော့ကိုကအိမ်မှာကြကြထားခြင်းနေဆိုလို့ရှိရင်ဒီလိုမျိုးအချောက်ချက်လေးချက်စားပေါ့နော်ပို့ပြီးတော့အထားလေးခံပါတယ်စားလို့လည်းအရန်မိန်နဲ့ဒီငါးငပိချက်တစ်မျိုးလေးနဲ့မွားတော့ထမင်းဆိုလို့ရှိရင်အရန်ကိုစားကောင်းတဲ့အတွက်ကြောင့်မလို့မွေးရဲ့ချက်နီးလေးကိုအားလုံးကိုမျှဝေပေးလိုက်ရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်